နေ့မှာတော့ရူဘလာထဲမှာ squad game ဆော့ပြတော့မှာပဲဖြစ်ပါတယ်ကဲအခုဆိုတော့ကျွန်တော်စာပါရေးရောက်နေပြီပေါ့နော်စာပါရေးရောက်နေပြီအခုဒီမှာနေရပါတယ်ကျွန်တော်ကဟိုဒီမှာဆော့မယ်ပေါ့နော်ပြီးရင်တော့ဒီမှာခဏလေးတော့စောင့်ပေးရမယ်ပေါ့နော်ရရမှာပါခဏလေးပါကဲဒီမှာဆိုရင်ဗျာကျွန်တော်ကဒီကို join လိုက်မယ်ဒီမှာတွားအချိန်မှာပြန်ဒီမှာစီရမှာပေါ့နော်တွားနေမှာတော့16 15 14 13 12 17ဘောနော်အဲ့ဒါစောင့်မှာနေပြနည်းနည်းရုပ်ကခဲရင်းနေသွားမှာဘောနော်ဒီမှာသူတို့အချိန်ပေးထားတဲ့အတိုင်းအပေါ်မြန်တက်ရမယ်မြန်လေး23 20ကျွန်တော်အော်ဒီမှာလာပြီဗျလာပြီโอ้เชี่ย red light green light မလာမှာပဲဖြစ်ပါတယ်ကဲဒီမှာသူတို့ကစကားပြောရပါတော့အချက်ကကုစကကတဲ့ကုစတဲ့နဲ့ပြောပါပေါ်လာလေကဲဒီမှာစော့မယ်လူတွေကတော့အများကြီးပေါ့နော်red light cool red light green light red light oh green light red lightတီတော့တီခပြီအမြဲဆိုတီကြိုက်ပေါ့နော် red light ဟလာကန်ကောင်းနေဗျာ player ရအများကြီးပေါ့နော်စာပါတယ်မှာတော့ red light ကျွန်တော်တေခါနီကတိလေးပဲလုံလို့နေရဗျာ red light ကဲလာလို့ red light သူများတွေကတော့အများကြီးရောက်ကြရလာလားကဲကျွန်တော်ခုဆိုတော့နိုင်တော့ပါပြီဒီမှာတောသားဖမ်းနေစေကြီးမဝင်နဲ့အရင်ရှောက်ပေါ်မှာခေါင်းမရှောက်ပေါ်red light ခေါင်းမရရှောက် red light ဟောဘိုးကျွန်တော်ပြန်သွားမှာဟောနော်အများကြီးကြံနေအောင် red light ချားတယောက်ကြံနေပါတယ်ကဲအခုဆိုတော့ကျွန်တော်တို့နိုင်ရရှိသွားပါပြီကဲနောက်ထပ်လာမယ့်ဟာတော့ဗာလဲဆို level 2ပဲပေါ့နော်ချားကင်းဆိုမှာပါ oh my god ဒီမှာကျွန်တော်တောင်းပြောမှာဗျဟိုတိတ်တရယူလို့ရတယ်ချက်နေရတယ်တိတ်တော့မလို့ကျောက်တော့ချက်ရကောင်းတာအဲ့ဒါပြန်လာမယ်ဒီမှာရွှေတော့နေဗျအောက်ကြီးပေါ်လာပြီတေးနောင်ကလည်းမျိုးပဲဗျမြင်တော့မြင်ခုနောင်ကကျွန်တော်အချိန်မီဒီရောက်သွားမှာလို့ထင်တော့ဗျတကယ်တော့ဒီလိုမဟုတ်ပါဘူးကဲဒီမှာကျွန်တော်အလဲ triangle ပဲညညနေရပါတော့
3000ကျွန်း3000ကျွန်း3ကန်လားဘယ်လိုလဲမသိဘူး try ငယ်ပေါ့နော်အဲ့ဒါပဲညညကဲကျွန်တော်သွားမှတုတ်ကြတယ် what the hell ကျွန်တော်ဘယ်လိုဆော့ရမလဲဆိုတော့ light ဆော့ကြည့်လိုက်ကြ oh my god အောက်မှာဖြိုးကြီး lava တွေနဲ့ပေါ့နော်ဗာလေအောက်မှာပေါ့နော်ပေါ့ရနော်oh my god wow ခေါ်မှာပေါ့နော်wow oh ကျွန်တော်ရှော့သွားခဲ့ပြီဗျာ oh my god မတ်မြတ်ချပလီယာရီရောနိုင်ရရှိဒီပေါ်နိုင်အောင်ဆောင်းမယ်ပေါ့နော်တောင်းမှာမဲတော့နိုင်ရရှိသွားပြီဗျာကျွန်တော်ကတော့ကြာသွားခဲ့တယ်ဗျာအောက်ကဲပြန်လာပြီငါပြန်လာပြီစနေပြန်စမှာလေညပေါက်ကြီးကပို့လို့မနဲ့ချောင်းငါလေးတော့နေဝါကဲ oh my god ပေါက်ကြီးမပွင့်သေးဘူးဗျ oh my god အခုကျပေါက်ကြီးပွင့်တော့မှာတော့မလာပါဘူးဗျနင်တော့မှလားမသိဒီနေ့မှပေါက် oh yo so မင်းတို့ဘာလို့ကျန်နေရောမင်းတို့ငါ့ကိုလွယ်လာချင်မှာ oh 这烧到ရပြီဗျာကျိုးရေးရမယ်ဆိုနေဖြစ်တယ်ပါဗျာကျိုးပထမဦးဆုံး red light green light ဆိုတာပဲပြောရကုန်ပြီဗျာကြံနေရတယ်ကျွန်တော်ရှုံသွားခဲ့ပါတယ်ဒီနေ့ဗီဒီယိုလေးကိုကြိုက်နေတဲ့အတွက်ကျွန်တော် like and subscribe လည်းလုပ်ပေးတော့ကြပါအောင်ဗျာကျွန်တော်ပြီးအောင်တော့ဟိုပါလေအချင်းကြာကြီးတော့မစိုးတော့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တိတ်စိုးတယ်လို့ပေါ့နော်ဒီနေ့ဗီဒီယိုလေးကြိုက်နေတဲ့အတွက်ကျွန်တော် like and subscribe လုပ်ပေးတော့ကြပါအောင်အားလုံးပဲဟုတ်ပါပြီပါ